မင်္ဂလာပါရှင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန Community Center တောင်ကြီးမှအသိပညာပေးတော့ရှိုးများကိုရက်ကွန်းလွတ်တွင်ပြီးလက်ရှိရာဒီကနေ့မှာတော့ရာသီဥတုပြောင်းလဲမှုများအကြောင်းအသိပညာပေးတော့ရှိုးရက်ကူထုတ်လွှင့်သွားမှာပဲဖြစ်ပါတယ်ရှင်ကျမကတော့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတောင်ကြီးခရိုင်ရုံးမှဒုတိယဦးစီးမှုဒေါ်ပြူပြူတော်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အမရဲ့အမည်နဲ့ရာထူးလေးကိုမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ကျမကတော့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတောင်ကြီးခရိုင်ရုံးမှဦးစီးရရှိဒေါ်တန်းတန်းညွန့်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါမိုးလေဝသနဲ့ရာသီဥတုကွဲပြားခြားနားမှုကိုလည်းပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်မိုးလေဝသဆိုတာအချိန်ဒီနေရာတစ်ခုထဲမှာဖြစ်ပေါ်နေတဲ့အပူချိန်မိုးရေချိန်လေဆိုထိန်းစာလေထုပီအားနဲ့တိမ်ထူထပ်မှုစတဲ့မိုးလေဝသအချက်လက်များကိုအခြေခံတဲ့လေထုအခြေအနေတွေကိုပြောတာဖြစ်ပါတယ်အချိန်ကာလအပြင်တိုးတောင်းပြီးအလွယ်တကူပြောင်းလဲနိုင်ခြင်းကြောင့်ခံမနိုင်ရခက်ပါတယ်ရာသီဥတုဆိုတာကတော့အနည်းဆုံးနှစ်ပေါင်း30ကျော်ကာလအတွင်းပြင်းပြဒေသအပူချိန်မိုးရေချိန်အပေါ်အခြေခံ၍တနစ်တာရဲ့အချိန်ကာလတစ်ခု၌ဒေသတစ်ခုရဲ့ပြင်းပြမိုးလေဝသပဲဖြစ်ပါတယ်အချိန်ကာလအပြင်ရှည်လျားပြီးရာသီဥတုအလိုက်ပြောင်းလဲနေတာဖြစ်ပါတယ်ရာသီဥတုပြောင်းလဲရခြင်းရဲ့အကြောင်းရင်းကိုလည်းပြောပြပေးပါအောင်ရှင်ရာသီဥတုပြောင်းလဲရခြင်းအကြောင်းရင်းကတော့2ချက်ရှိပါတယ်နံပါတ်1အချက်ကသဘာဝအကြောင်းရင်းကြောင့်ဖြစ်ပါတယ်နံပါတ်2ကတော့လူသားများကြောင့်ပြောင်းလဲလာမှုများပဲဖြစ်ပါတယ်သဘာဝအကြောင်းရင်းတွေကတော့ဖန်လောင်အိမ်အကျိုးသက်ရောက်မှုနေအောင်ကြီးထုတ်လွှင့်မှုပြောင်းလဲခြင်းကဘာမြေလဲပတ်မှုပြောင်းလဲခြင်းမိတောင်ပေါက်ကွဲခြင်းများပဲဖြစ်ပါတယ်လူသားများကြောင့်ပြောင်းလဲလာမှုများတွေကတော့ဇီဝရုပ်ကြွေးလောင်စာများအသုံးပြုခြင်းကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုတိုးပွားလာခြင်းတစ်တောများပျက်စီးပြုန်းတီးခြင်းနေအသုံးချပြောင်းလဲခြင်းတို့ပဲဖြစ်ပါတယ်ရှင်ရာသီဥတုပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့တဘာဝဘေးအန္တရာယ်များအကြောင်းကိုလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရာသီဥတုပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့တဘာဝဘေးအန္တရာယ်တွေကတော့မိုးခေါင်မှုကြာမြင့်ခြင်းပူသွေးခြောက်သွေးသောကာလကြာရှည်ခြင်းအချိန်တိုတွင်းမိုးသီးထန်စွာရွာသွန်းခြင်းအေးလိုင်းဖြတ်ခြင်းစိတ်ကလုံးတိတ်ခတ်ခြင်းရေကြီးခြင်းမြေပြိုခြင်းပြည်လေရေမြင့်တင်ခြင်းရေခဲတော်များပျော်ခြင်းလေဆင်နှမောင်းတိတ်ခတ်ခြင်းအက်ဆစ်မိုးရွာသွန်းခြင်းစတဲ့အကြောင်းအရာများဖြစ်ပေါ်လာနိုင်ပါတယ်ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များကိုလည်းပြောပြပေးပါအောင်ရှင်ရာသီဥတုပြောင်းလဲမှုအကျိုးဆက်တွေကတော့ကဏ္ဍကြီး9ခုရှိပါတယ်စိတ်ပြိုးသီးနှံများပျက်စီးခြင်းတစ်တောပြုံးတီးခြင်းနဲ့ဇီဝမျိုးတုံးပျောက်ကွယ်ခြင်းရေရရှိမှုခက်ခဲခြင်းကျန်းမာရေးအန္တရာယ်များကြာရောက်ခြင်းတဘာဝဘေးအန္တရာယ်များကြာရောက်ခြင်းတို့ပဲဖြစ်ပါတယ်ရှင်ရာသီဥတုပြောင်းလဲမှုအပေါ်ဘယ်လိုလက်ရောညီထွေနေထိုင်ရမလဲဆိုတာလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ရာသီဥတုပြောင်းလဲလာမှုပေါ်မှာဘယ်လိုလိပ်လျောညီထွေနေထိုင်ရမလဲဆိုရင်ပြောင်းလဲလာတဲ့ရာသီဥတုနဲ့အညီလိပ်လျောညီထွေစာနေထိုင်ခြင်းကိုဆိုလိုပါတယ်လိပ်လျောညီထွေစေခြင်းဆိုတာကရာသီဥတုပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာသောဆိုးကျိုးများကိုလျှော့ပါးစေရန်မိမိတို့ရဲ့အပြုအမူများကိုအလိုက်တည်ပြုပြင်နေထိုင်ခြင်းပဲဖြစ်ပါတယ်လိပ်လျောညီညွတ်စေခြင်းနည်းအမျိုးမျိုးမှာတဘာဝဘေးအန္တရာယ်များကိုလက်ဦးရယူကာကွယ်ခြင်းတူဦးတယောက်တော်၎င်းအများနဲ့တော်၎င်းဆောင်ရွက်ခြင်းမိမိတို့ကိုယ်တိုင်ကာကွယ်ပြင်ဆင်ခြင်းတို့ပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့ရာသီဥတုပြောင်းလဲမှုများအကြောင်းအသိပညာပေးအကြောင်းအရာများကိုရက်ကူထုတ်လွှင့်သွားတာပဲဖြစ်ပါတယ်ရှင်နောက်ဘက်တွေမှာဘယ်လိုအကြောင်းအရာတွေရက်ကူထုတ်လွှင့်သွားမယ်ဆိုတာ Share Me Page, Share My Page, Community Center Page တွေမှာစောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသင်ပြလိုက်ပါရရှင်